ဘေးရအိမ်သားထဲမှာထိုင်ပြီးတော့ PUBG ဆော့နေတယ်အေးအဲ့ဒါတော့လက်ခံပြီးလို့ရတယ်ဒါပေမဲ့ဖင်မစေးဘဲနဲ့ဘသူကအရင်ဆုံး flash လုပ်လို့လေတကယ်တော်ရဲဆုံးထောက်ကြီးဒါပေမဲ့ဘောင်းပြီးချီဖို့ကပတ်တော့မရှိဘူးကျိုးနေချီထားရတဲ့ဒီမှာရှာကြီးပြုတ်ကြဒါနဲ့နေပါအောင်ဟေးဘလူးရှာကြီးလေကွာရှာကြီးရေးခဲချောင်းနေပို့ပြီးတော့တူနေသလားလို့ဂျပန်ကရုံးတင်ပေးအောင်တဲ့ဂျပန်ကရုံးကဘာလို့လဲဗျာကျွန်တော်တကယ်မသိလို့ပါနော်ကျွန်တော်တင်ပေးမယ်ဗျာဟုတ်အခုလောတော့ကျွန်တော်မသိလို့ဒီဇက်ကားထဲမှာကျွန်တော်တော့အကြားဆုံးဆိုရင်ဒီဘဲကားမောင်းနဲ့ site ပဲဟုတ်တယ်လုံးဝချိတိုက်ကွာဘာမှဂယူးမဆိုင် no tension လုံးဝ free ကွာဘာမှအုံနောက်ထဲမထည့်ဘူးမျက်လုံးမိတ်ထားပြီးတော့ကားမောင်းတာအုံနောက်ထဲမထည့်နဲ့ဘက်မှာခောက်ထားသေးတယ်အဲ့မှာကားတိုက်ပြီးလေနဲတောင်နေသေးတယ်အရေကလာမူရွာတဲ့ထဲမှာကားမောင်းလာတာထီလည်းမပါလာဘူးပါလာတဲ့အရေးကြီးဖိုင်လဲခေါင်းအုပ်ထားတယ်မူကာလာဆိုတော့လူကတကူလုံးဆူရွှဲနေပြီသူရဲ့ဖိုင်ပါဆူရွှဲနေပြီဖုံးတော့ကျွန်တော်မပြောတော့အဲ့လောက်အရေးကြီးနေကားထဲမှာပဲစကားပြောပြီးတော့မှထွက်လာပေါ့မူရွာတဲ့ထဲမှာရက်ပြီးတော့စကားပြောနေတယ် God have mercy upon us အကူကြီးကလာစိတ်ညစ်တယ်ဘာမှပြောချင်တော့ဘေးယူမတခင်မှာလူစုရဆိုရင်အကုန်လုံးကို record button မနှိပ်ဘဲနဲ့ record လုပ်နေတယ်အချလေးဆိုလဲအထက်မှာ record button recording ဘာမှမပြထားဘူးကောင်းဆောင်ရဲ့ blog ပြီးတော့ငားလာတာလည်းမသိဘူးခဏနေတက်ပြီးကြမှာဘလို့တက်လိုက်တာလဲငါ့ကိုပြဆိုပြီးတော့မှ video ပြခိုင်းလိုက်ရင်ဘာပြတော့မှလဲဘလူကောင်းလည်းမသိဘူးအရှင်းလဲဓာကြီးနဲ့ထိုးမယ်လောက်တာလက်နဲ့တော့မရရသေးဘူးဓာကတဝက်လောက်စိုင်းနေပြီတခြားလေးရှိုးပြချမှာလက်နဲ့ရိုက်တာဟုတ်တယ် No ဘုံတလုံးကောက်ထဲလိုက်တာသူ့ရဲ့ဟိုကဆွဲထားတဲ့ဆိုရင်ချက်ချင်းပေါက်ကွဲရမယ်လေမဟုတ်ဘူးလားဘေးရဘောလုံးအောင်ကန်လိုက်သေးတယ်မပေါက်ကွဲသေးဘူးပြစ်သွားတဲ့ကောင်တွေတိုက်ပေါ်ကဆင်းပြီးတော့မှဆိုင်ကယ်စီးပြီးတော့တခြားကြိုးရောက်နေကြပြီဘုံမှမပေါက်ကွဲတော့ဟေးဒီကမ်းမလေးဟိုအခန်းပါတယ်ဗောဟေးပီကီအခန်းကိုပြောတာနော်ကျွန်တော်စောက်စရရည်တော့မဟုတ်ဒါပေမဲ့ဒီလောက်လေးတော့မန်းနိုင်တယ်ခြေတော်ကြီးပတ်လက်လန်ပြီးတော့ခြာနေတာဖြစ်မဲ့ဟုတ်သားပဲကျွန်တော်ပြောတယ်မလားဟေးလူဆိုးပြောတာနော်အတွေးခေါ်မှာမဟုတ်ကတွေပဲရှောက်တွေးနေဘလို့များဖြစ်သွားတယ်တော့မသိဘူးသူရဲ့မေးနဲ့တနက်ရဲ့ခေါင်းနဲ့ဆိုရင်ဟိုအဝေးမှာရှိတဲ့ပြီးကြရင်တနက်ဆိုရင်လည်းအဲ့ရဲခြေတော်အောင်နာလေးမှာရှိတယ်ဟိုကောင်ရဲ့ခြေတော်နဲ့မီစီကလည်းအကြောင်းနဲ့နေမှမရှိဘူးအဲ့ဒါကိုဘလို့များပြစ်လိုက်လို့ဘလို့များထိသွားလဲတော့မသိဘူးဒီသုံးမိထဲထွက်မဲ့လို့တော့ဟိုရဲကောင်ခုနထွေးထားတဲ့ကွန်းသွေးတွေပါမရှိတော့ဘေးပြောက်သွားတယ်လေမကြီးကျွန်တော် comment မှာရေးခဲ့ပြီးပါအောင်လူကတေးသွားပြီသုံးမိလဲမောက်သွားပြီအဲ့ဒါကိုဖင်းနဲ့ထိုင်ခုံးနဲ့မခွာတော့ဘာကောနဲ့ကတ်ထားလဲစာပြမုံစပဘေယုံမဖမ်းနိုင်လို့ဟိုဘက်ကရုံးကဆိုရင်ပရင်းပေါင်းမထိုင်ပြီးတော့မှလေထုတ်ကင်ပြီးတော့လေစားပြနေတဲ့ရှောင်းမပြောနဲ့အာလူကျော်စားနေတာလို့ပြောနေမလားထိုင်ရောင်ကြီးကိုမေးကြည့်လိုက်အဲ့ဒီအာလူကျော်ရဲ့အတုံးမှာလေးပဲရှိတယ်ကျွန်တော်လည်းအာလူကျော်များစားနေတာလားဗောလက်လေးကိုတိချလေးချလိုက်အထင်းကဘာမှမရှိမယုံသေးဘူးမလားအဲ့ဒီဟွာကြီးလေတိုက်လို့လွင့်သွားမှပဲလုံးဝတိချတော့တယ်ကရုံးကဂျင်းထန်နေမှန်းဗောဘာလို့ကတုံပြောနေရတာလဲစပင်ရှိရတာနေလို့ပြောနေမလား Good question You are a good question ကျွန်တော်လည်းမသိပါဘူးဒီကောင်မြက်ခွဲကြီးမြင်တာနဲ့ကရုံးလိုပဲမြင်နေရကရုံးကသူရဲ့အာလူကျော်အခွင့်အရေးလည်းမသိဘူးကောက်ဖို့အောက်ကိုစပိုင်ဒါမန်လုပ်ပြီးတော့မှဆင်းသွားတယ်နောက်တစ်ခါလဲရောက်တော့အပေါ်ထပ်မှာခုနသူ့စောနေပြန်ပြီးတော့ပြတယ်ပြန်လက်ခံပေးပါတယ်ကရုံးကြီးကစပိုင်ဒါမန်ဖြစ်ပြီးတော့ပဲအောက်ကိုဆင်းသွားတယ်ဒါပါတော့အပေါ်ကျတော့ဘလို့များတက်လာတာလဲအိုင်ရွန်မန်ဖြစ်ပြီးတော့လားကရုံးကဒီဘဲကိုဖမ်းတော့မလို့ပဲတနိုင်ချိန်ထားတယ်အဲ့ဒါကိုလူဇိုကြီးကဖိန်ခါပြီးတော့သူရှိကထပ်သွားတယ်တနနဲ့ပြပြီးတော့မှဖမ်းမနဲ့အခုမှလာပြီးတော့ဒေါသဖြစ်ပြန်နေတဲ့အဆူရရဲ့တခုအကြီးစားလုပ်တဲ့ကောင်ကမင်္ဂလာဆောင်ကိုလိုက်လာတာဘော်ဒီဂတ်လည်းမခေါ်လာဘူးအဲ့ဒါခေါ်လာတဲ့ကောင်ကလည်းနှစ်ပေမပြည့်ဘူးသူထက်ရှိတဲ့ဓာကြီးကိုင်းပြီးတော့ခုံနေတဲ့ဟိုကတနနဲ့ထူလိုက်မှနာလာတော့မှကြတော့တကားကိုတော့ခတ်ထားတာလေကွာအခုထပ်သွားတဲ့ချိန်ကျမှတကားကြီးကတော့လည်းမခတ်ထားဘူးလေလားစာပြမောက်ဒီဦးလေးယူဟိုအနေကလက်တီနဲ့ပိတ်ထိုးတဲ့ဆောက်ခွက်တဲ့ကိုပိတ်ထိုးတဲ့ဟိုအဝေးကနေ Bruce Lee kick ပြေးပြီးတော့ကန်တယ်လူကတမိုင်လောက်လွင့်သွားတယ်မျက်မှန်ကြတော့မပြုတ်ကြတော့အဲ့မှာဟိုဘဲကိုကင်ပြီးတော့ထွက်ပြေးနေတဲ့ဦးလေးကိုလူစုပေါင်းအယောက်30 40လောက်ကရဲရီလေးပါတယ်ကွာဝိုင်းထားတာကိုအဲ့ဒါအကုန်လုံးဘေးရထိုးနိုင်တယ်ရဲရီလေးဘလူရဲရီလေးမသိဘူးကျွန်တော်ပထမဆုံးမြင်ဖူးတာတနက်ယူလာဖို့မေးသွားတာလည်းမသိဘူးတန်းစီပြီးတော့လာပြီးတော့အထုခံနေကြတဲ့အဲ့မှာဘေးကြီးလည်းဦးလေးလည်းမသိဘူးလာပြီးတော့မကြက်လီတယ်လို့လီပလိုက်မှကြက်သေးတယ်လို့တေးပြန်နေတဲ့ခုနဟိုဦးလေးအဲ့ဒီလူစုတွေနဲ့30ယောက်တယောက်ဆွဲနေတဲ့အချိန်ကျတော့ထွက်မပြေးပဲနဲ့ပွဲကြီးလို့ကောင်းနေခဲ့တာလေကောင်းနေကြည့်ချင်နေတော့နေသေးတယ်ဒီကရုံးလည်းတကယ်စောက်ပေါ်ပဲအကောင့်တီးတဲ့လောက်အတန်ကျဲတာပဲပုရှ်ပေါကြတော့မဖမ်းနိုင်ဘူးအခုဒီမှာလိုက်လာပြီးတော့ဖမ်းချင်းတယ်လို့နဲ့လူစုရဲ့ရက်သွားတော့သူလည်းရက်သွားတယ်ကြောက်လို့လားမသိပါဘူးအရေဘာစကားများနေရလေတော့ဖမ်းလေးရက်သွားပြီစာပြမောင်း
ညနေဖုန်းချလိုက်မှာဦးလေးကြီးကတကယ်ဦးလေးကြီးဖြစ်နေတယ်ဦးလေးကြီးဒီမှာတစ်ချက်လောက်ရှိုးဒီယုံနဲ့အဲ့ဒီယုံနဲ့တစ်ချက်လောက်ရှိုးဘယ်လောက်ကွာလဲဆိုတာဟလားဦးလေးဆိုတာအဲ့ဒါဟုတ်တယ်အဲ့ဒါအမှတွေးလားခင်ဗျားတို့ပြောတဲ့ဦးလေးဆိုတာအဲ့ဒါကျွန်တော်မဟုတ်ဘူးလို့အဘာကြည့်နေလဲကျွန်တော်ဦးလေးမဟုတ်ဘူးလို့မခေါ်နဲ့ကွာဦးလေးလို့ညဖန်ထန်းညီနောင်ဟုတ်ကဲ့တွေးရတာဝန်တာပါတယ်မတွေးတာကြာတော့တာမသိပါဘူးမကြည့်ချင်တော့ဘူးဂျပန်ကရုံးတင်ပေးအောင်တဲ့ဂျပန်ကရုံးကဘာလို့လဲဗျာကျွန်တော်တကယ်မသိလို့ပါနော်ကျွန်တော်တင်ပေးမယ်ဗျာဟုတ်အခုလောတော့ကျွန်တော်မသိလို့ဟူဘဲကြီးကဒီဘဲကိုလှုပ်ဟူဖက်ဘဲကလည်းလှုပ်ဟူအဝေးကဘဲကပြန်အဲ့ဒါနဲ့အပေါ်ကပဲလှုပ်အကိုဘာရေးတာလဲအကိုစောင်းရန်ချောနေရတဲ့ဂျာဦးလေးအခုခံရလို့တိတ်မကြည့်ဘူးညာအဲ့ဂျာဒီလိုရေးတဲ့သူကတသက်ရှိတယ်စာပြမောင်ဦးလေးကြီးကအမှ live stream စားတော့မယ်ဗောဖုန်းထဲမှာခလုတ်လေးတစ်ချက်နေပြီးတော့မှဘာဖုန်းလဲကွာခလုတ်လေးတစ်ချက်နေလိုက်ရုံနဲ့ live stream ထိုင်လို့ရတယ်ဒီရဲ့လက်စားချီတဲ့ကားတော့ဆိုရင်လူစုတွေကို तू က3မိနစ်လား5မိနစ်လားမသိထိုးခိုင်းလိုက်တာကွာလုံးဝအသေးချတာအဲ့ဒါကို तू ကပြန်ပြီးတော့ထားပြီးတော့ထိုးသေးတယ်အခုဒီမှာဒီရဲတွေကိုတယောက်တစ်လုံးအများဆုံးနှလုံးစီပဲကျွေးတာဟုတ်တယ်အဲ့ဒါကိုပြန်မထားတော့စာပြမောင်နောက်ဆုံးတိလိုက်ရတာကအဲ့မှာဖြစ်ခဲ့တဲ့ဟာတွေဆိုရင်တကယ်အစစ်မဟုတ်ဘူး acting ပဲလုပ်ပြီးတော့မှဒီဘေကထွက်ပြေးသွားတာဟုတ်တယ်ဒါမဲ့ तू ထိုးလိုက်တဲ့ဓာတ်ဆိုရင်ကြတော့တဝက်လောက်စိုက်ထားတာလေအရှင်းလည်းဓာတ်ကြီးတဝက်လောက်စိုက်ထားတာအဲ့တုန်းကဓာတ်အတူမှမဟုတ်အဲ့လောက်ကြီးကြတော့လေတကယ်တော်ရဲ့ဆုံးထောက်ကြီးဒါပေမဲ့ဘောင်းဝီချီဘူးကပတ်တော့မရှိဘူးကျိုးနေချီထားရတဲ့ဇလန်အဆမ်းမှာသူတို့ပြတဲ့ခြေတော့ဖနှက်ရဲ့ပုံစံကဒီလိုမျိုးဟုတ်တယ်အခုတကယ်ဇလန်ထဲမှာကြတော့ဒီလိုမျိုးဖြစ်သွားပြီလေမဲကြီးဦးလေးကြီးကသူ့ဘော်ဒါတွေကိုလာခဲ့တော့လူစုတော့ထိုးတာလက်တီးရလူစုကိုထိအောင်ထိတာပဲရှိတယ်လူက3မိုင်လောက်လွှင့်သွားကန်လိုက်တဲ့လူကသူကနဲ့သူအသားလေးလွှင့်သွားတယ်သူကနောက်ကမန်းလေးလဲကျူနေရအောင်ခါတယ်no ဘေးရအင်းသားထဲမှာထိုင်ပြီးတော့ PUBG ဆော့နေတယ်အေးအဲ့ဒါတော့လက်ခံပြီးလို့ရတယ်ဒါပေမဲ့ဖေးမစေးဘဲနဲ့ဘသူကအရင်ဆုံး flash လုပ်လို့လေအစားတော့ပါဇက်ထဲမှာဇတွေးအလောက်ထိမဆူထားဘူးသူကသူကြံ့နေကျွန်တော်တို့မြင်နေရတယ်ဒါပေမဲ့ကင်မရာဒီဖက်ကနေလည်းပြတော့တကားလန်တော့သူ့ခေါင်းပေါ်ထွေးထုတ်ပလိုက်တယ်ဘယ်ကနေထွက်လာတာလဲအလောက်အများကြီးမဲသူမပြောတော့ဦးလေးရဲ့အိမ်ကိုလူမိုက်တွေရောက်လာပြန်ပြီးဓာတ်တွေကင်ပြီးတော့ဘလို့လူမိုက်တွေလဲကွာတနတ်တော်မှတယောက်မှတလက်မှမကင်ထားဘူးအေးစောင်းရတနာလာပြီကွာကျွန်တော် YouTube ပတ်စံဝင်လို့ရှိရင်ဒီကောင်လေးကျွန်တော်အိမ်ဆုံးတနတ်သွားပြီးတော့ဝယ်ပြီးတော့လူပေးမယ်ထင်တယ်တနတ်ယူလာပြီးတော့တစ်ချက်ထည့်ပြစ်လိုက်ကိစ္စပြီးနေတဲ့ဟာကိုဓာတ်ကြီးတယောက်တော့လက်ကင်ပြီးတော့မတန်းစီပြီးသွားပြီးအထုခံနေကြတဲ့လက်မဓာတ်ကြီးကင်ထားပြီးတော့မှရှာနဲ့ကောက်ရမယ်ဆိုပြီးတော့ရှာကြီးထုတ်ပြီးတော့ပြေးဝမ်းမှမရှိရှိတဲ့ရှာကြီးလည်းပြတ်သွားအဲ့မှာရှာကြီးကပြုတ်ကြဒါနဲ့နေပါအောင်ဟေးဘလို့ရှာကြီးလဲကွာရှာကြီးရေးခဲချောင်းနေပို့ပြီးတော့တူနေသလားလို့ဦးလေးရကလေးရနုဘူးလေးကြံခဲ့တာကိုသူ့ရဲ့အတန်းနဲ့ရင်ပြီးတော့မှတန်းနဲ့လက်ကင်ပြီးတော့မှအထဲကိုသွားပြီးတော့တိုက်ပွဲဝင်တော့မှဘလို့ကြီးလဲဟာအိမ်ပြင်းနဲ့လမ်းမှာဝင်ပြီးတော့ဆိုင်ထဲမှာဝယ်ပေါ့အဲ့တော့ဦးလေးကင်တော်တာတန်းနဲ့လက်တစ်ဖက်မှာကြီး6တောင်းပါတယ်ဆိုတော့7တောင်းပါတယ်အဲ့ဒါကိုတစ်ချက်နှစ်ချက်သုံးချက်လေးချက်ငါးချက်6ချက်9ချက်1012ချက်13ချက်14ချက်15ချက်16ချက်19ချက်18ချက်ပါသွားတာကြီး7တောင်းပဲလီဘယ်ကနေ18ချက်လာပြနေတာလဲအဲ့မှာလူစိုးရဦးလေးကြီးကိုဖမ်းဖို့ဆိုပြီးတော့မှလူစိုးအယောက်ပေါင်းအိန္ဒိယရဲ့တဝက်လောက်ခေါ်လာတယ်အေးဦးလေးကြီးကိုဟာရတက်ပြီးတော့မှလာကွာအနေထားလေးကိုတစ်ချက်လောက်ရှူစပင်းလေးဖြူပြီးတော့ကျွတ်ကြတော့မယ်ဘုံနဲ့ထူလိုက်တဲ့ကွန်တိန်နာစီမလွင်ပဲနဲ့အထက်ကလူတွေလွင့်နေတဲ့ဦးလေးရတနက်နဲ့ထူတာလူတွေလွင့်နေအေးကြီးဆောင်းရင်ပြင်းနေအရှိရနေဝင်ပြီးတော့နောက်ကနေထွက်သွားဖို့လူတွေကဘာလို့လွင့်နေရလဲ What the fuck is going on My future, my hope, all my sorrows, all my struggles, all my hopes. All I စာပြမောင်းအိုင်နလီလူစုနဲ့ဦးလေးကြီးနဲ့ထိတ်ဆိုင်တွေ့အမှလူစုရဲ့ဦးလေးစီကိုပြေးပြီးတော့မှအလက်တီနဲ့အထိုးခံလိုက်တာ3မိုင်လောက်လွင့်အမှလူစုကထိုးမဲ့အလက်ဦးလေးကအထိုးခံရမဲ့အလက်လဲရောက်တော့ဦးလေးပဲပြောင်းပလိုက်ပြီ This is cheating သူထိုးတော့ကကြတော့3မိုင်လောက်လွင့်အောင်ထိုးပြီးတော့မှသူအထိုးခံရမဲ့အလက်ကြတော့လူပဲပြောင်းပလိုက်တဲ့ emotional damage နောက်ဆုံးကတုံးရလူစုဖမ်းတဲ့အလုပ်ကသူကနေမဖြစ်နိုင်ဘူးဆိုတဲ့ဟာကိုလက်ခံလိုက်တော့ကလေးကိုဒိုက်ပါလဲပေးနေတယ်နောက်တာပါအဲ့ဒီကတုံးရကလေးကိုဒိုက်ပါဟိုလုပ်ပေးနေတဲ့အချိန်မှာအရင်ဆုံးပထမခါလုပ်တော့ဒိုက်ပါဆိုရင်ချက်ရဲ့အပေါ်တီကိုသူဆွတ်ထားတာဟုတ်တယ်ကလေးကလှုပ်လာတော့ဒိုက်ပါဆိုရင်ချက်ရဲ့အောက်ကိုရောက်သွားပြီမင်းကြီး
မပြီးသေးဘူးတခြားလေးရှုနောက်တစ်ခေါက်လိုက်ပြတဲ့ကလေးရဆိုရင်6 pack ကြီးနဲ့ဖြစ်သွားပြီ double magic အဲ့မှာဦးလေးရလူစိုးယူလက်တီနဲ့ပိတ်ထိုးလိုက်တာတွားနှချောင်းကျွတ်သွားအေးနေပေါင်းဘယ်တွားနှချောင်းကျွတ်တာလဲသူ့မှာတွားအစုံပဲနောက်တစ်ခေါက်ပြမှာပဲတွားအပေါ်ကတွားနှချောင်းကျွတ်သွားတာကိုခုနကြတော့စာပြမှာစယုံကြီးလဲအမပေါက်ကွဲတော့ဦးလေးကြီးနဲ့ရောက်တာထိုင်ပြီးတော့မှကြည်လုံးနေကြတဲ့ကင်မရာဒီဘက်ဦးလေးဒေါင်းကနေလဲပြတော့ဟိုဘက်ဦးလေးကဆိုရင်ဘယ်ရောက်သွားတာလဲအော်နောက်ဆုံးပဲကြီးအမကြောက်စရာကောင်းတဲ့လူစိုးဆိုင်နဲ့ဘဲကြီးကဟိုလူစိုးလာပြီးတော့မှခုတ်လိုက်တော့သွေးတွေကဆိုရင်ဘာလို့တော့မှပေးနေတာလဲအရှိဘက်ကိုပန်းထွက်ရမှာလေအရှိဘက်ကိုမထွက်ဘဲနဲ့လူကပို့ပြီးတော့ပေးနေတဲ့စပွဲပေါ်မှာထားပြီးတော့ခုတ်တာလေစပွဲထဲလူကပို့ပြီးတော့ပေးနေတယ်ကဲဗျာဒီနေ့ကတော့တော့ပါပဲခင်ဗျားတို့ကဒီဇက်ကာကိုကြည့်ပြီးသွားပြီဆိုရင်ကြည့်မိနဲ့တတိထားမိတဲ့အမားလေးတွေကျွန်တော် comment မှာရေးခဲ့ပေးပါအောင်နောက်ပြီးတော့မှမြန်မာကားလေးတွေလည်းလုပ်ပါအောင်လို့ကျွန်တော် request လုပ်တာလေးတွေရှိတဲ့ဘယ်ကားလုပ်ပေးရမှာလဲနာမည်လေးနဲ့ကျွန်တော်တွေ့ပြီးတော့ရေးခဲ့ပေးပါအောင်ကျွန်တော်အကောင်းဆုံးနဲ့အရေးအရဆုံးလုပ်ပေးသွားဖို့ကြိုးစားပါမယ်